ဇလန်လေးရဲ့အစမှာတော့ခင်ကိုလို့ခေါ်တဲ့ကောင်လေးဟာအာရင်ကုန်ခံပြီးလေးကျသွားခဲ့တယ်။သူ့ပတ်လည်မှာတော့တောက်ပနေတဲ့အကောင်ပေါင်းများစွာကဝိုင်းအောင်နေကြတာပေါ့။အဲ့ဒီအချိန်မှာပဲလူတယောက်ရောက်လာခဲ့တယ်။သူကမူရှီလို့ခေါ်တဲ့အကောင်တွေကိုနားလေတဲ့သူဖြစ်လို့အဲ့အကောင်တွေကိုမြင်နိုင်ခဲ့တယ်။ဒီလိုနဲ့သူဟာခင်ကိုကိုခေါ်သွားပြီးပြုစုပေးခဲ့တယ်။ခင်ကိုတတိပြန်ရလာတဲ့အခါမှာတော့သူ့ကိုကဲတင်ပေးခဲ့တဲ့သူဟာမာခူရိုဆိုတာသိလိုက်ရတယ်။မာခူရိုကလည်းပိုးမွားတွေကိုဆွဲဆောင်နိုင်တဲ့ထူးဆန်းတဲ့ကောင်လေးဆိုပြီးခင်ကိုအကြောင်းကြားဘူးနေပါတယ်။မာခူရိုကခင်ကိုကိုမင်းကဘာလို့ဒီပိုးမွားတွေကိုဆွဲဆောင်နေရလဲဒုက္ခတွေကိုရှောင်လွှဲလို့ရရတာနဲ့ဘာလို့ဒီလိုပဲနေနေတာလဲလို့မေးလိုက်တယ်။ခင်ကိုကဘသူမှလွတ်လွတ်လပ်လပ်လှဲ့လဲသွားလာနိုင်တာမျိုးမရှိပါဘူးလို့ပြန်ဖြေလိုက်တယ်။ခင်ကိုကိုမွေးစားဘူးတဲ့ပိုးမွားသခင်တွေဟာသူ့ကိုအတုံးချခဲ့ကြတာပါ။ခင်ကိုကိုတုံးပြီးပိုးမွားတွေကိုဆွဲဆောင်ခိုင်းနေဘေးဒုက္ခတွေဖန်တီးတယ်။အဲ့ဒီနောက်မှာသူတို့ကပဲဝင်ဖြေရှင်းပေးတယ်လို့မျိုးဟန်ဆောင်ပြီးအမျက်ထုတ်ခဲ့ကြတာ။သူတို့ကိုယ်တိုင်မထိန်ချုံနိုင်တဲ့ဘေးဒုက္ခတွေကြုံလာရပြီဆိုရင်တော့ခင်ကိုကိုထားရခဲ့ကြတာကြီးပါပဲ။ဒီအကြောင်းတွေကိုကြားလိုက်ရတဲ့အခါဂင်ကိုဟာငရဲလိုဘဝကိုဖြတ်တန်းလာရတာပဲဆိုတာနားလည်သွားတယ်။သူကဂင်ကိုမျက်လုံးကိုစစ်ဆေးပေးဖို့ဆုံးဖြတ်လိုက်တယ်။ဂင်ကိုကိုမွေးစားခဲ့တဲ့သူတွေဟာဘာပညာမှမသင်ပေးခဲ့ကြပါဘူး။အဲ့ဒီနေ့ကစပြီးမာခူရိုဟာဂင်ကိုကိုသူ့နားမှာပဲထားခဲ့တယ်။သူတိသမျှပညာတွေကိုလေဂင်ကိုကိုသင်ပေးတယ်။လူတွေနဲ့တွေ့တဲ့အခါမှာလည်းမိတ်ဆက်ပေးခဲ့တယ်။တနေ့မှာတော့မာခူရိုနဲ့သူ့တင်ငယ်ချင်းတို့စကားပြောနေရင်ဒီတောင်ကိုစောင့်ရှောက်တဲ့တောင်ဆောင်နတ်ဟာတေအန်ဆက်ဖြစ်နေပြီ။ဒါပေမဲ့အစားထိုးမဲ့နတ်တစ်ကိုခုထိမရွေးချယ်ရသေးဘူးဆိုတဲ့အကြောင်းကိုဂင်ကိုကြားလိုက်ရတယ်။အဲ့ဒီညမှာပဲတောင်ပေါ်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်။တောင်ဆောင်နတ်ကွဲလွန်သွားပြီဆိုတာကိုမာခူရိုကရိပ်မိလိုက်ပြီးတောင်ပေါ်ကိုအမြန်သွားခဲ့တယ်။ဂင်ကိုကတော့အိမ်မှာပဲစောင့်နေခဲ့ရတာပေါ့။စောင့်နေရင်နဲ့တိုးအုပ်ထင်မှာတောင်းပနေတဲ့အဆက်လေးတစ်ဆက်ကိုဂင်ကိုသတိထားမိသွားတယ်။ဘာလဲဆိုတာကိုအရန်သိချင်တာကြောင့်အလင်းတန်းစီယာကိုခိုးထွက်ခဲ့တယ်။အနားကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီအလင်းတန်းဟာဥတလုံးဖြစ်နေပါတယ်